အခုတစ်ခေါက်ကတော့ဒါလောင်းကစားအကြောင်းပြောချင်တယ်ပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကလိုင်းသာဘက်မှာဒီ online လောင်းကစားတိုင်းတွေကိုဖန်ဆီးထားတယ်ပေါ့နော်ဒါကိုသတင်းထုတ်ပြန်ထားတယ်သတင်းဌာနတွေတော်တော်များများကလည်းထုတ်ပြန်ထားတယ်ပေါ့နော်ကူပြီးတော့ထုတ်ပြန်ထားတယ်ပေါ့ဒီဒါကိုလူထုတော်တော်များများကလည်းစိတ်ဝင်စားကြတယ်ဆိုတော့လောင်းကစားအကြောင်းကိုဒါပြောချင်လို့ဒါပြောလိုက်တယ်ပေါ့ဗျာအဓိကလူတွေကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်လောင်းကစားအကြောင်းပြောမယ်ဆိုရင်တော့လောင်းကစားကိုခွင့်ပြုထားပါသလားလို့မေးရင်တော့ခွင့်ပြုထားပါတယ်ဘယ်လိုနေရာမျိုးမှာလဲဆိုရင်ကာစီနိုပေါ့နော်လုပ်ငန်းလိုက်စဉ်ရာပီတာတရားဝင်ကာစီနိုတွေမှာလောင်းကစားလုပ်ခွင့်ရှိပါတယ်သို့တော်လည်းပဲဘယ်သူတွေဘယ်လုပ်ရမလဲဆိုလို့ရှိရင်တော့နိုင်ငံသားတွေဒါနဲ့လုပ်ရမှာပေါ့အဲ့တော့လောင်းကစားကလုပ်ခွင့်ရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတွေကတော့လုပ်ခွင့်မရှိပါဘူးပေါ့နော်အဲ့တော့အခုခေတ်စားနေတာက online လောင်းကစား game တွေပေါ့ဗျာ online လောင်းကစား game တွေကိုမြန်မာနိုင်ငံမှာတရားဝင်ခွင့်ပြုထားပါသလားဆိုရင်တော့ online လောင်းကစား game တွေနဲ့ online လောင်းကစားနည်းလမ်းတွေကိုမြန်မာနိုင်ငံမှာခွင့်ပြုထားသလားဆိုတော့မခွင့်ပြုထားပါဘူးပေါ့တော့အဖြေကတော့ no ပေါ့နော်လောင်းကစားကိုလူတွေဘာကြောင့်ဆက်ပြီးတော့နောက်ထပ်အကြောင်းအရာဆက်မယ်ဆိုရင်တော့လောင်းကစားကိုလူတွေဘာကြောင့်လုံးကြတယ်လဲဆိုရင်တော့လက်ရှိအနေထားနိုင်ငံရဲ့အနေထားမျိုးသောအနေထားကြောင့်မတည်မငြိမ်မှုတွေကြောင့်နောက်စီးပွားရေးမတည်မငြိမ်မှုတွေပေါ့နော်နောက်နိုင်ငံရေးအနေထားတွေရောလောက်ကန်ရှားပါတာတွေရောဒါစီးပွားရေးကြာဆင်းတာတွေငွေကြေးတန်ဖိုးတွေဒါဖောင်းပွားတာတွေဒါတွေကြောင့်လည်းလောင်းကစားကိုပို့ပြီးတော့မှဒါတက်ရောက်မှုရှိတယ်အဲ့နောက်ဘာဖြစ်တယ်လဲဆိုလို့ရှိရင်ဒီလိုအနေထားကိုခုံကောင်းယူပြီးတော့မှလူလူကြားထဲမှာလောင်းကစားနီလန်းတွေမျိုးဖုံလုပ်လို့ရအောင်ဒါလှုပ်ဆောင်နိုင်တဲ့နီလန်းမျိုးစုံကလည်းလူတွေကြားထဲမှာစိတ်ဝင်ပြန့်နှံ့နေတာကြောင့်လောင်းကစားကိုလူတွေပို့ပြီးမှစိတ်ရောက်ပြီးတော့လှုပ်ကြတယ်ပေါ့ဗျာလူတွေလောင်းကစားကိုဘာကြောင့်လုပ်တယ်လဲဆိုတာကတော့အပေါ်အချက်တွေကြောင့်လုပ်တယ်အဲ့တော့လူတွေကလောင်းကစားစလုပ်ပြီးဆိုတာ ਨੇ ဘာဖြစ်ချင်လဲဆိုရင်တော့မြတ်ချင်တာကိုချမ်းသာခြင်းနဲ့ကျိုးမြတ်ရခြင်းနဲ့အဲ့တော့ကြတော့လောင်းကစားကိုကျွန်တော်တို့ကလုပ်ပြီးဆိုရင်ပထမအဦးဆုံးတချို့ကြတော့လေတတိရှိတယ်ဗျာနည်းနည်းလေးပဲရင်းကြရမှာနော်နည်းနည်းလေးရင်းနဲ့နည်းနည်းလေးရင်းရင်တချို့နိုင်ကြရမှာနော်နည်းနည်းလေးပဲနိုင်တယ်နည်းနည်းလေးရင်းတော့နည်းနည်းလေးပဲနိုင်တယ်အဲ့တော့ကြတော့ကိုစဉ်းစားထားသလောက်ကမမြတ်သေးဘူးဗျာကိုကချက်ချင်းတတိဖြစ်မယ်တင်တာကိုလောင်းကစားလုပ်လို့နိုင်လို့ရှိရင်တော့ကြမဟုတ်သေးဘူးငါအကျိုးမြတ်အများကြီးရောက်နေများရင်းမှငါများမြတ်မှာဆိုရင်များရင်းကြရပေါ့နော်အဲ့ချိန်မှာလဲဒါမနိုင်တော့ဘူးဗျာမနိုင်မနဲ့ရှုံသွားပြီးတော့မှနောက်ဆုံးကိုရင်းထားတာကိုပြန်လိုက်မယ်နဲ့ရင်းလိုက်ရှုံလိုက်နောက်ဆုံးမှာတော့ဒါသူတို့အနေနဲ့အကျိုးမြတ်ရခြင်းလို့လုပ်ခဲ့တဲ့လောင်းကစားကဆုံးရှုံးမှုတွေဒါနဲ့ရခဲ့တယ်ပေါ့ဗျာရက်တန့်ရမယ်အချိန်မှာမရက်တန့်လိုက်တဲ့အခါတော့လူနေထားမျိုးနဲ့တွေ့ရတယ်အဲတချို့ကြတော့လေကျွန်တော်တို့ဒီလောင်းကစားလုပ်တယ်ပေါ့လုပ်တဲ့နေရာမှာဒီလောင်းကြီးထပ်တယ်လောင်းကစားကိုလုပ်တယ်ဟိုရှုံးတာလည်းရှိတယ်နိုင်တာလည်းရှိတယ်ပေါ့စသဖြင့်အဲ့ချိန်မှာရှုံးသွားတယ်ပေါ့နော်ရှုံးသွားတဲ့အခါမှာသူတို့ကတတိရှိရလို့ပေါ့နော်တတိရှိရလို့ကြတော့လောင်းကစားဆိုတာဘယ်လိုတတ်မှတ်နိုင်တယ်လဲဆိုလို့ရှိရင်လောင်းကစားဆိုတာကတော့ငါတို့ဘောနော်တက်မှတ်သေးပေါ့နော်မလုတ်တဲ့အရာပါလားပေါ့နော်ဒီမျိုးတတ်မှတ်မယ်လောင်းကစားကဒါဘယ်လိုပြောရမလဲသူကကန်လဲပါတာဟုတ်ကန်ဆန်းကစားရတာပေါ့အဓိကကတော့ဘာဖြစ်မလဲမသိတဲ့ဟာကိုကဒီစမ်းတက်ပြီးတော့ကစားရတာပေါ့ဗျာအဲ့တော့ကျတော့အဓိကအဖြစ်တော့ကန်ဆန်းကန်ကလည်းအရေးကြီးတာကိုလောင်းကစားလုပ်မယ်ဆိုလို့ရှိရင်အဲ့တော့အများအားတော့ကိုကကန်မကောင်းနိုင်ဘူးလေဟုတ်ကန်ကအများအားမကောင်းနိုင်ဘူးအဲ့ကြတော့လောင်းကစားလုပ်ရင်အများအားတော့နိုင်တယ်ဆိုတော့မဖြစ်နိုင်ဘူးဗျာအဲ့တော့ကျတော့သူတို့ကဒီလောင်းကစားကငါတို့ကိုကြီးပွားချမ်းသာမှုကိုအမှန်တကယ်ပေးနိုင်တဲ့အရာမဟုတ်ဘူးဆိုတော့သူကလုံရင်းနဲ့မှသဘောပေါက်လာတယ်ပေါ့နော်ဒီလိုလူတွေအတွက်ကြတော့လေရှုံးတဲ့အခါမှာသူတို့ကသဘောပေါက်လာတယ်ပေါ့ခုနပြောလို့ရှုံးတယ်ရင်းလိုက်တယ်ရှုံးတယ်စသဖြင့်ပေါ့ရင်းလိုက်တယ်ရှုံးတယ်အဲ့တော့ကြတော့သူတို့ကလိုလဲဆိုတော့အများအားတော့ကံမကောင်းနိုင်ဘူးလောင်းသားဆိုတာကလည်းငါတို့အမှန်တကယ်ကြီးပွားမှုကိုပေးနိုင်တဲ့အရာမဟုတ်ဘူးဆိုတော့သူတို့ကအတိဖြစ်သွားတယ်နောက်တစ်ချိန်မှာများရခြင်းငါတို့များရင်းရမယ်ပေါ့နော်ဒီမူဝါဒကိုလည်းသူတို့သဘောပေါက်ပါတယ်ဒါစင်ကျင်တတ်တဲ့သူပေါ့နော်အဲ့တော့ကြတော့လောင်းကစားဆိုတာငါတို့ဒါဆွဲလန်းတဲ့အရာမဟုတ်ဘူးဆိုတော့သူတို့ကအစင်ကျင်သွားတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လောင်းကစားကဆွဲလန်းမယ်ဆိုလို့ရှိရင်သူကရှုပ်ခုနအထက်ကလူတွေပေါ့အထက်ကဆွဲလန်းတဲ့လူတွေလို့ပေါ့နော်
ရှုံးသွားတယ်ပြန်လိုက်တယ်ပြန်ရင်းတယ်ပြန်ရှုံးတယ်တန်တရားလဲမှာပေါ့နော်ဒီတန်တရားကြီးပဲလဲမှာပေါ့နိုင်လို့ရှိရင်လည်းခဏပေါ့ဗျာကံကောင်းတဲ့အချိန်လေးပေါ့အဲ့တော့တန်တရားလဲနေမှာပဲတေချာတဲ့ရင်းနှီးမြုပ်နှံမှုတခုမဟုတ်ဘူးပေါ့ဒါကစဉ်းစားဆင်ခြင်ဒါသုံးသပ်တတ်တဲ့လူတွေပေါ့နော်လူတွေကတော့ဒါခုနပြောခဲ့လို့လောင်းကစားကိုမဆွဲလန်းမဲနဲ့ဒါရှောင်ဖယ်သွားတယ်ပေါ့ရှောင်ဖယ်သွားနိုင်တဲ့လူတွေလည်းရှိပါတယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့လောင်းကစားလုပ်ပြီဆိုရင်တော့လောင်းကစားမှမဟုတ်ပါဘူးဒီဘလူအရာတွေမဆိုမကိုဒါအန်နေရဖြစ်နိုင်မဲ့အရာတွေပေါ့နော်ဆုံးရှုံးမှုပေးနိုင်မဲ့အရာတွေပေးရမှာဆိုကိုကမဆွဲလန်းတတ်ဖို့လိုတယ်ပေါ့နှက်ပြောခဲ့လို့လောင်းကစားကကျွန်တော်တို့လောက်တာပဲနိုင်ငံတကာမှာလည်းခွင့်ပြုထားတယ်မြန်မာနိုင်ငံမှာလည်းအခုကာစီနိုလည်းရှိတာပဲပေါ့နော်သို့ပေမဲ့လည်းအဓိကပိုက်ဆံမပေါ်ဘဲနဲ့တော့လောင်းကစားကိုမဆွဲလန်းသင့်ဘူးဗျဒါကျွန်တော်ရဲ့တူးတဲ့အမြင်ဟာပေါ့နော်လောင်းကစားဆိုတာကဂျာကဘယ်လိုပြောရမလဲဆိုရင်တထေးတွေပေါ့အရန်ချမ်းသာရဲ့တထေးတွေဘီလီယံနာလိုမျိုးပေါ့ဗျဒီလိုတထေးတွေအတွက်အပန်းဖြေတဲ့အရာပေါ့နော်ပိုက်ဆံကိုစိတ်ကြိုက်သုံးတဲ့အရာတစ်ခုလိုပဲကျွန်တော်ကတော့မြင်တယ်ဗျပတ်စံဖြုံးစရာနေရာမရှိဘူးသုံးစရာနေရာလည်းမရှိဘူးဗျသူတို့တော့ကပတ်စံနေအရန်ပေါ်တာသုံးတလောက်ကိုသူတို့သုံးတလောက်ကိုမကာမိဘူးပတ်စံဝင်နေရသုံးတယ်ပတ်စံကိုအောင်သုံးတယ်ဖြုံးတယ်ဒါပေမဲ့လည်းပတ်စံမကုန်ပါဘူးဗျအဲ့လိုတထေးတွေရှိတယ်ကိုကတော့မကြုံဘူးဗျဒါပေမဲ့အဲ့လိုတထေးတွေရှိတယ်ဗျဘီလီယံနာတွေဟုတ်တယ်မလားဒီလိုလူတွေအတွက်ကလောင်းကစားလုံးဝကွက်တီပဲလောင်းကစားလုံးဝကွက်တီကြအဲ့လိုလူတွေအတွက်ကအဲ့တော့ကျွန်တော်အမြင်အရပြောရမယ်ဆိုလောင်းကစားကတို့ဒီတာမန်လူတွေအတွက်ဆိုရင်တော့ဒါကကြီးပွားချမ်းသာဖို့အတွက်နီလန်းတစ်ခုဖြစ်တော့မတတ်မှတ်သင့်ပါဘူးလောင်းကစားသည်လုံးဝကိုကြီးတဲ့ချမ်းသာတဲ့တထေးတွေအတွက်ပတ်စံကိုဖြုံးတဲ့သုံးတဲ့ဒါနီလန်းတစ်ခုဒါဖြစ်တယ်လို့ဒါပြောကြရင်းနဲ့ပဲညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ